ဒီနေ့မှာတော့ကျွန်တော်က Marketing 7PS အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Marketing 7PS ဆိုတာဒါလုပ်ငန်းတစ်ခုရဲ့ဒါသူ့ရဲ့ထုတ်ကုန်ဒါမှမဟုတ်ဝန်ဆောင်မှုတွေကိုကျွန်တော်ကဈေးကွက်ထဲမှာအောင်မြင်မြင်ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကိုပြသတဲ့ဒါ Marketing Mix View ဟာပဲဖြစ်ပါတယ်။ Commission ရောင်းချတဲ့သူတွေအတွက်ဆိုရင် 4B အရေးကြီးတယ်။ 4B ဆိုတာ Product Price Place Promotion ဆိုပြီးတော့4B ဆိုတာရှိရပါတော့။ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေပုံများလာတဲ့အခါမှာဒါလူတွေရဲ့အခန်းကဏ္ဍကလည်းပို့ပြီးတော့အရေးကြီးလာတယ်အဲ့တော့ပြီးသုံးလုံးထပ်တိုးသွားတယ်အဲ့ဒါဘာလဲဆိုတော့ဒါ people ရဲ့ process ရဲ့ physical evidence ရဲ့အဲ့ဒီပြီးသုံးလို့ထပ်တိုးသွားတဲ့အခါကျတော့ကျွန်တော်က 7B ဆိုပြီးတော့ပြောင်းလဲလာတယ်ပေါ့နော်အခုခေတ် service business လုပ်ငန်းတွေမှာဆိုရင် 7B ဆိုတာမရှိမဖြစ်လိုအပ်တဲ့လက်ဆွဲစာအုပ်လိုပဲဘာလို့လဲဆိုတော့သူကဝန်ဆောင်မှုဆိုတာကမျက်မြင်မတွေ့ရတဲ့အရာဖြစ်တဲ့အတွက်ကျွန်တော်ဝန်ထမ်းတွေရဲ့ဆက်ဆံရေး people ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းစဉ် process နဲ့ science ပြင်ဆင် physical evidence တွေကဝယ်ယူသူတွေရဲ့ယုံကြည်မှုကိုတည်ဆောက်တဲ့နေရာမှာအရင်အရေးကြီးတယ်။ဒီ 7B ကိုလက်တွေ့ဥပမာအနေနဲ့ပြရမယ်ဆိုရင်ဥပမာဆိုပါစို့ဗျာ high end coffee shop ဆိုရင်အရေးသွေးကောင်းတဲ့ coffee က product တင်တော်တဲ့ဈေးကဒါ price လူတွေစီကားတဲ့နေရာမှာဆိုဒါ place ပေါ့နော်။ရောင်းပြီးတော့ဒီ social media မှာကြော်ညာမယ်ဆိုရင်ဒါ promotion လို့ခေါ်တယ်။အဲ့ဒါ 4B အခြေခံပဲ။ဒါပေမဲ့အဲ့ဒီဆိုင်ကိုဝယ်သူတွေခဏခဏပြန်လာစေချင်တော့ဒါကျွမ်းကျင်တဲ့ barista တွေရဲ့တွေးထွေးတဲ့ဝန်ဆောင်မှု people coffee ကိုမြင်မြင်ဆန်းဆန်းဖြောပေးတဲ့ဒါ process နဲ့ဆိုင်ထဲကဒါတန်ရှင်း agent နဲ့ပြင်ဆင် physical evidence တွေကဒါရေးပါတယ်ဒီချက်9ချက်ကိုအမြတ်မြတ်တတအစီမံခန့်ခွဲနိုင်မှာဒါ 7PS ကိုကျွမ်းကျင်တယ်လို့ခေါ်လို့ရတာပေါ့နော် marketing ရဲ့ပထမဆုံး P ဆိုရင်ဒါ product ကိုခေါ်တာပေါ့နော် product ဆိုတာကြတော့သူရဲ့ဝယ်သူတွေရဲ့လိုအပ်ချက်ဒါမှမဟုတ်ပြဿနာတစ်ခုခုကိုဖြေရှင်းပေးတဲ့ solution ကိုပြောတာဒါကိုကျွန်တော်တို့နည်းနည်းဆိုင်ဆိုင်ကြည့်မယ်ဆိုရင်အပိုင်းတစ်ပိုင်းခွဲတယ်core product နဲ့ actual product ဆိုပြီးတော့နှစ်ပိုင်းခွဲတယ် core product ဆိုတာကြတော့ဝယ်သူတွေတကယ်ရလိုက်တဲ့အကျိုးကျေးဇူးကိုပြောတာ actual product ဆိုတာကြတော့ design တွေ feature တွေအရေးသွေးတွေကိုပြောတာဈေးကွက်ထဲမှာကိုယ်ကုန်ပစ္စည်းကထင်ရှားပေါ်လင်းစေဖို့အတွက်ဆိုရင်ဒါ product differentiation ဆိုတာမှာအပြည့်အရေးကြီးတယ်ကိုယ်ကုန်ပစ္စည်းကဒါတခြားသူတွေထပ်ဘာပူကောင်းလဲဘာထူးခြားနေလဲဆိုတာပြသနိုင်မှာပဲဒါဝယ်သူတွေကရွေးချယ်ကြမှာပေါ့နော်အဲ့ဒီနေရာမှာ branding နဲ့ packaging ကအဓိကခန်းကဏ္ဍနဲ့ရေးပါတယ်ဒီ viewer ကိုအသုံးနဲ့အသုံးချတဲ့ဒီ product ဆိုရင်ဒါ Apple လို့ပြောလို့ရတယ်သူရဲ့ဒါ Apple ရဲ့ core product ကအလုပ်တွေကိုလဲကူရမယ်လင့်မြင်ရပါเนาะအဲ actual product ကကြတော့ iPhone တွေရဲ့ design နဲ့ iOS system ရဲ့ iOS တွေရဲ့ system တွေရဲ့ပေါ့နော်အဲ့ဒီနှစ်ခုကကြတော့ပြိုင်ဘက်တွေကြားမှာအရင်က differentiation ဖြစ်တယ်ပေါ့နော် Apple ရဲ့ brand တွေကကြတော့ရိုးရှင်းပြီးတော့တန်ဖိုးကြီးရဲ့ဆိုတဲ့ vibe ကိုပြီးတယ်သူတို့ရဲ့ packaging ကလည်းအထက်ကပစ္စည်းကိုမမြင်ရခင်ပါနေဝယ်သူရဲ့စိတ်လို့ရှာဝယ်သူတွေကိုစိတ်လို့ရှာအောင်တေချာဖန်တီးပေးထားတယ်ပေါ့နော်အချုပ်ပြောရမယ်ဆိုလို့ရှိရင်ဗျာ product တစ်ခုကစွမ်းဆောင်ရည်တွေမဟုတ်ဘဲနဲ့ branding တွေ packaging တွေကဘာပေါင်းဆက်ထားမှသူကဈေးကွက်ထဲမှာအောင်မြင်တဲ့ product ဆိုတဲ့တစ်ချီတစ်ခုဖြစ်လာမှာပေါ့နော် marketing mix ရဲ့ဒုတိယမြောက် P ဖြစ်တဲ့ price ဆိုတာကြတော့လုပ်ငန်းခွင်ဝင်ငွေတွေအမြတ်ဆုံးတွေကိုတိုက်ရိုက်အဆုံးဖြတ်ပေးတဲ့အရေးကြီးဆုံးအချက်တစ်ခုပဲဈေးနှုန်းသတ်မှတ်တဲ့နေရာမှာကုန်ကျစရိတ်ပေါ်အမြတ်တင်တွက်တဲ့ core base pricing ရှိတယ်လို့ကျွန်တော်ဝယ်သူတွေကဒီပစ္စည်းပေါ်မှာဘယ်လောက်ထိတန်ဖိုးထားတယ်ဆိုတော့အချက်ကိုကြည့်ပြီးတော့ value based pricing ဆိုတာလည်းရှိတယ်။နောက်အဲ့ဒါအပြင်ဝယ်သူတွေရဲ့ဒီစိတ်ပိုင်းဆိုင်ရာကိုကစားတဲ့ဒီ psychological pricing ကလည်းရောင်းအားကိုတည်တည်တာပြောင်းလဲစေနိုင်တယ်ပေါ့နော်။ဈေးနှုန်းဆိုတာကြတော့ဗျာဒီပစ္စည်းရဲ့တန်ဖိုးဝယ်သူတွေရဲ့မျက်စိထဲမှာသတ်မှတ်ပေးလိုက်တဲ့အရာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ brand ကိုဈေးကွက်ထဲမှာတန်ဖိုးကြီးလို့မြင်စေချင်တာလားဒါမှမဟုတ်တန်ဖိုးသိမ်းလို့မြင်စေချင်တာလားဆိုတာအဲ့ဒီအချက်တွေပေါ်မူတည်ပြီးတော့စနစ်တကျသတ်မှတ်ထားဖို့လိုအပ်ပါတယ်เนาะဒီ viewer ကိုအသုံးချတဲ့နေရာမှာ Starbucks coffee ကအရန်ကိုကောင်းတဲ့ဥပမာတစ်ခုပဲ Starbucks က coffee တစ်ခွက်ရဲ့ကုန်ကျစရိတ်ထက်အများကြီးပိုတဲ့ဈေးတို့သတ်မှတ်ပြီးတော့ဒါလူတွေကိုရောင်းတယ်ပေါ့နော်ဒါပေမဲ့လူတွေကတန်းစီပြီးတော့ဝယ်ကြတယ်အဲ့ဒါဘာလဲဆိုတော့ value based pricing ကြောင့်ပဲသူတို့က coffee နဲ့ရောင်းတာမဟုတ်ဘူးဒီဆိုင်ရဲ့အငွေ့သက်တွေ fight တွေနောက်ဝန်ဆောင်မှုတွေ third place ဆိုတဲ့ခန်းစားချက်တွေကိုပါဒါရောင်းချတဲ့ coffee ဆိုင်လို့ပြောလို့ရတယ်အဲ့ဒီအပြင်သူတို့ရဲ့ site ကြီး site တွေတတ်မှတ်ပုံတွေကလည်းဒါဝယ်သူတွေကိုဈေးအကြီးဆုံး coffee quad ဆိုပြီးတော့မဝယ်သွားရင်တော့မှအလယ်လက်ဈေးကိုဝယ်ဖြစ်သွားအောင်ဆွဲဆောင်နိုင်တဲ့ဒါ psychological pricing သဘောတရားတွေလည်းပါဝင်နေတယ်ပေါ့နော်ဆိုတော့အဲ့တော့ pricing ဆိုတာကိန်းဂဏန်းတွေတတ်မှတ်တာတွေမဟုတ်ပဲနဲ့ဝယ်သူတွေရဲ့စိတ်ထဲမှာကိုယ့်ကုန်ပစ္စည်းကိုဘယ်လောက်ထိတန်ဖိုးရှိတယ်ဆိုတာကိုစသဖြင့်ပြောဆိုလိုက်တဲ့ဘာသာစကားတစ်ခုလို့လည်းပြောလို့ရတယ်တတိယမြောက် P ကတော့ဒါ place လို့ခေါ်တယ် place ဆိုတာကြတော့ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုဝယ်သူတွေစီအရောက်ပို့မယ်ဖြန့်ချီရဲ့လမ်းကြောင်းအောင်ဆိုလိုတာအခုခေတ်မှာစိုင်ဖွင့်ပြီးရောင်းတဲ့ offline
ရောင်းချတဲ့ပုံစံရှိတယ်လို့ website တောင်မှမဟုတ် social media နေရောင်းတဲ့ online ပုံစံရောင်းတဲ့ပုံစံမျိုးလည်းရှိတယ်ကိုယ်တိုင်ဓာတ်ရိုက်ရောင်းတာကို direct selling လို့ခေါ်တယ်အဲ့ဒါမှမဟုတ်ဘူးဒါကိုယ်စားလှယ်တွေကနေတစ်စင်းရောင်းတယ်လက်လီလက်ကအဲ့လိုတစ်စင်းခံရောင်းတယ်ဆိုရင်ဒါကျွန်တော်တို့က indirect selling လို့ခေါ်တယ်ပေါ့နော်ဒါကတော့လုပ်ငန်းမျိုးစားပေါ်မူတည်ပြီးရွေးချယ်ရတာပေါ့လေအဲ့ဒီနေရာမှာကျွန်တော်တို့ပစ္စည်းပြတ်လောက်မှုမရှိအောင် logistics နဲ့ supply chain ကိုလည်းကျွန်တော်သေချာစီမံခန့်ခွဲထားဖို့လိုအပ်တယ်ပစ္စည်းကဘယ်လောက်ပဲကောင်းကောင်းဝယ်သူတွေလိုချင်တဲ့အချိန်ကိုလိုချင်တဲ့နေရာမှာဝယ်လို့မရအောင်ဆိုရင်အခွင့်အရေးကလည်းလွတ်ဆုံးရှုံးမှာပဲ။နော်ဒီ play strategy ကိုအကောင့်နဲ့ပေါ်တဲ့နေရာမှာကမ္ဘာအကောင်းဆုံးကုမ္ပဏီက Amazon လို့ခေါ်လို့ပြောလို့ရတယ်။ Amazon ဆိုတာကျတော့ online distribution ပဲအခြေခံတဲ့ဒါ e-commerce လုပ်ငန်းတစ်ခုပေါ့နော်။ Amazon အောင်မြင်မှုရဲ့အဓိကလိုအပ်ချက်ကပါတယ်ဆိုတော့ဒီဘယ်သူမှမဆိုဘယ်နေရာမှမဆိုခလုတ်တစ်ချက်နှိမ့်အောင်နဲ့ပစ္စည်းရနိုင်တယ်ဆိုတဲ့အချက်ပဲ။သူတွေကဒီဖြန့်ချီလမ်းကြောင်းကအရန်မြန်ဆန်တယ်။အဲ့ဒါကြောင့်မလို့ဝယ်သူတွေကတခြားဆိုင်မှာလိုက်ရှာမယ်အစား Amazon မှာပဲအများနဲ့ဝယ်ယူဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ place ဆိုတာကြတော့ပစ္စည်းရောင်းတဲ့နေရာတွေမဟုတ်ပဲねဝယ်သူတွေကဘယ်လောက်ထိဝယ်ယူဖို့လွယ်ကူနိုင်မလဲဆိုတဲ့အချက်ပေါ်မှာပဲမူတည်ပါတယ် marketing mix မှာစတုတ္ထမြောက်ပြီးရကြတော့ promotion လို့ခေါ်တယ် promotion ဆိုတာကြတော့ဒါကိုယ့်ရဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုအကြောင်းကိုဝယ်သူတွေသိဖို့ဒါမှမဟုတ်စိတ်ဝင်စားဖို့ဝယ်ချင်စိတ်ဖြစ်ပေါ်လာအောင်ဆက်သွယ်ရတဲ့ business လေးတို့ပြောတာအခုခေတ်မှာဆိုရင်ကျွန်တော်ရုပ်မြင်သံကြားတဲ့ landing poster အဲ့လိုမျိုး traditional advertising တွေအပြင်ကိုတော့ထိရောက်မှုအများဆုံးဖြစ်တဲ့ social media marketing ကလည်းဒါသုံးလာကြတယ်ပေါ့နော်အဲ့ဒါအပြင်ကိုကျွန်တော်ဝယ်သူတွေယုံကြည်တဲ့သူတွေကနေတဆင့်ပြောပြတဲ့ influencer marketing တွေရတယ်ရောင်းအောင်အရှိန်အဟုန်နဲ့တူတက်စီနိုင်တဲ့ဒါ viewer တစ်ခုပဲ promotion ရဲ့အဓိကရွေးချက်ပါလဲဆိုတော့ကိုယ့် brand ရဲ့အကျိုးကျေးဇူးတွေကိုမှန်ကန်တဲ့ message တွေနဲ့မှန်ကန်တဲ့လူတွေစီကိုရောက်သွားဖို့ပဲလေဒီ promotion viewer တွေထဲမှာအကောင်းဆုံးစံပြနမူနာတစ်ခုဆို Coca-Cola ကိုပဲပြောရမှာပဲCoca-Cola ဆိုတာကြတော့ရေငတ်ပြီးတော့ရေငတ်ပြေးစေတယ်ပေါ့နော်ရေငတ်ပြေးစေတဲ့အဖျော်ရမကတစ်ခုထပ်ပို့ပြီးတော့ပျော်ရွှင်မှု happiness ဆိုတဲ့ခံစားချက်ကိုချိတ်ဆက်ပြီးတော့ promotion လုပ်လို့ရှိတယ်ဥပမာ Christmas ကာလတွေမှာဆိုရင်အနီရောင်ကားကြီးတွေ Santa Claus ပုံတွေနဲ့လူတွေရဲ့ဒီစိတ်နှလုံးကိုချိတ်ဆက်တဲ့ campaign တွေလုပ်တယ်လို့မျိုး social media မှာလည်းလူငယ်တွေနဲ့လိုက်ဖက်တဲ့ creative campaign တွေကိုအများနဲ့လုပ်လို့ရှိတယ်အဲဒါကြောင့်မလို့ Coca-Cola ကနှစ်ပေါင်း200ကျော်အခုထက်ထိပေါ့နော်အောင်မြင်တဲ့အချို့ရဲ့ company တစ်ခုလို့ပြောလို့ရတယ် marketing mix ရဲ့ပြင်စမမြောက်ပြီးဖြစ်တဲ့ people ဆိုတာကြတော့ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေအတွက်အသက်သွေးကြော်ပဲဘလောက်ပဲနည်းပညာတွေတိုးတက်တဲ့ဒါဝန်ထမ်းတွေရပဲဝယ်သူတွေကိုတိုက်ရိုက်ထိတွေ့ရတယ်အဲ့တော့ဝန်ထမ်းတယောက်ရဲ့နှွေးထွေးတဲ့အပြုံးတွေအကျွမ်းကျင်တဲ့အကြံပေးမှုတွေပြဿနာတွေကိုဖြေရှင်းပေးနိုင်စွမ်းတွေကဒါဝယ်သူတွေအတွက်လုံးဝမေးလို့မရတဲ့ customer experience တစ်ခုပဲအဲ့ဒါကြောင့်မလို့လုပ်ငန်းတစ်ခုကဒါကျွမ်းကျင်အောင်သင်တန်းပေးတဲ့ training တွေဒါဝန်ထမ်းတွေရဲ့လုပ်ငန်းအပေါ်ချစ်မြတ်နိုးလာအောင်တိစောက်တဲ့ဒါ corporate culture တွေအများကြီးအရေးကြီးတယ်ဝန်ထမ်းတွေကစိတ်ချမ်းသာပြီးတော့လုပ်ငန်းပေါ်ယုံကြည်မှုရှိမှာပဲအဲ့ဒီလုပ်ငန်းရှေ့ကိုတဟုန်ထိုးတိုးတက်မှာနော်အဲ့တော့ဒီ people view ဟာကိုအကောင်းဆုံးသုံးချတဲ့ company ဆိုရင်ဒါ Madonna ပဲ Madonna ကိုရောက်တဲ့အခါမှာကမ္ဘာဘယ်နေရာပဲဖြစ်ဖြစ်တူညီတဲ့ဝန်ဆောင်မှုတစ်ခုပဲ SOP သတ်မှတ်ထားတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဝန်ထမ်းတွေကိုဒါတေချာလေ့ကျင့်ပေးထားတယ်ပဲဝန်ထမ်းတွေကလည်းဒါတာဝန်သူတို့ရဲ့တာဝန်တွေကိုဘယ်လိုကျင့်အောင်လုပ်ဆောင်မလဲဆိုတာကိုသိယူထားကြတယ်လို့Madonna ရဲ့အဓိကအားသာချက်တစ်ခုပါဒါဝန်ဆောင်မှုအကောင်းဆုံးပေးဖို့နဲ့ဝန်ဆောင်မှုအမြင်မြန်ဆန်ဆန်ပေးဖို့ဆိုတဲ့ဒါအဓိက core value နှစ်ခုပေါ့နော်အဲ့ဒီ core value နှစ်ခုကြောင့် Madonna ကဒါကမ္ဘာအဆင့်အမြင့်ဆုံး company တွေထဲကတစ်ခုလို့လည်းဒါပြောလို့ရတယ်ပေါ့နော် marketing mix ရဲ့ဒါ၅ခုမြောက်ပြီးရကြတော့ process လို့ပြောလို့ရတယ် process ဆိုတာကြတော့ဝန်ဆောင်မှုတစ်ခုကိုထုတ်လုပ်လိုက်တဲ့အချိန်ကနေပြီးတော့ဝယ်သူတွေလက်ထဲရောက်အောင်ဖန်တီးပေးတဲ့လုပ်ငန်းစဉ်တစ်ခုကိုပြောတာအလုပ်တစ်ခုကိုလူတိုင်းတသမတ်ထဲလုပ်နိုင်ဖို့ဆိုရင်စံနှုန်းသတ်မှတ်ချက်တွေ automation စနစ်တွေလိုအပ်တယ်ဝယ်သူကပစ္စည်းစုံလန်းတဲ့အချိန်ကနေစပြီးတော့ဝယ်ပြီးသွားတဲ့အချိန်ထိကြုံတွေ့ရမယ့် customer journey mapping ကိုဒါသေချာဆွဲထားဖို့လိုတယ်အဲ့လိုဆွဲထားမှဒါအမှားရောမရှိဝန်ဆောင်မှုပေးနိုင်မှာပေါ့နော် process ကောင်းမွန်တဲ့လုပ်ငန်းကြတော့ဝယ်သူတွေစောင့်ဆိုင်းရတာမျိုးမရှိဘဲနဲ့သူကစနစ်တကျ system တကျဒါဝန်ဆောင်မှုပေးနိုင်တယ်အဲ့ဒါကြောင့်မို့လဲဝယ်သူတွေစီကနေပြီးတော့ယုံချင်မှုကိုသူတို့ရရှိတယ်ပေါ့နော်ဒီ process viewer မှာကျတော့ KFC ကအထင်ရှားဆုံး company တစ်ခုပဲ KFC ကကျတော့သူ့ရဲ့ကြက်ကြော်တွေကိုဘယ်ဆိုင်မှာပဲဝယ်ဒါအရသာကောင်းမွန်မှုနဲ့မြန်ဆန်မှုကတစ်ခုတည်းတူညီနေအောင်သူကပုံစံချထားလို့ရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒါ operating system အားကောင်းတယ်လို့ operating process အားကောင်းတယ်လို့ပြောလို့ရတယ်order မှာတာကနေစပြီးတော့ကြောက်ကြောက်ပူပူနွေးနွေးလက်ထဲရောက်တဲ့အထိကိုစက္ကန့်ပိုင်းအတွင်းပြီးမြောက်လှုပ်ဆောင်နိုင်တယ်ဆိုတာကြတော့စံနှုန်းသတ်မှတ်ချက်တွေအရန်ကောင်းတယ်လို့ဒါပြောလို့ရတယ်ပေါ့နော်နောက်ဆုံးပြီးရကြတော့ဒါ physical evidence လို့ခေါ်တာပေါ့နော် physical
evidence ဆိုတာဥပမာအထူးသဖြင့်ပေါ့နော်ဝန်ဆောင်မှုတစ်ခုကိုဝယ်သူတွေကဝယ်တဲ့အခါမှာတကယ်အစစ်အမှန်လို့ယုံကြည်သွားအောင်သက်သေပြတဲ့အထောက်အထားတွေကိုဒါ physical evidence လို့ပြောတာပေါ့နော်အခုခေတ်မှာကျတော့ဘယ်လိုပြောမလဲလူကိုယ်တိုင်သွားပြီးတော့ဒါဆိုင်တွေကိုသွားပြီးဝယ်ရတာရှိတယ်လို့ online ပေါ်ကနေပဲပစ္စည်းဝယ်ရတာရှိတယ်နော်အဲ့တော့ online ပေါ်မှာပစ္စည်းဝယ်မယ်ဆိုရင်သက်သေပြချက်တွေကအရေးကြီးတယ်ဒါ website မှာဝယ်မယ်ဆိုရင် website ရဲ့ဒါအပြင်အဆင်းတွေFacebook page မှာဝယ်မယ်ဆိုရင် Facebook page ရဲ့အပြင်အဆင်း information ထည့်တာတွေနောက် review တွေ testimony တွေအဲ့ဒါတွေကအရေးကြီးတယ်နော်အဲ့ဒါတွေကိုကျွန်တော်တို့ physical evidence လို့ခေါ်တယ် physical evidence ရဲ့အဓိကအားသာချက်ကကြတော့ customer တွေရဲ့ယုံကြည်မှုကိုရတာပေါ့နော်ဥပမာပြောရမယ်ဆိုရင် Nike ပေါ့နော် Nike ကကြတော့သူ့ရဲ့physical evidence ကဆိုင်နဲ့ဝင်လိုက်တာနဲ့သူရဲ့ဆိုင်ပြင်ဆင်တဲ့အလင်းအမှောင်တွေပစ္စည်းပြသပုံတွေကအားကစားသမားတယောက်ဖြစ်သွားတယ်လို့မျိုးခံစားချက်ကိုပေးစွမ်းနိုင်တယ်ပေါ့နော်အဲ့ဒီလိုပဲဒီ website တွေမှာဆိုရင်လည်းအဆင့်မြင့်နည်းပညာတွေသုံးတယ်သူ့ရဲ့ဖန်တီးထားတဲ့ပုံရိပ်တွေ graphic တွေကအရန်ကိုစိတ်ကိုကြွစေတယ်ပေါ့နော်ဆွဲဆောင်မှုရှိတယ်နောက်ပြီးတော့ဝယ်သူကိုချက်ချင်းဝယ်ခြင်းစိတ်ဖြစ်ပေါ်လာအောင်သူဆွဲဆောင်နိုင်တယ်အဲဒါကြောင့်မလို့ဒါ physical evidence မှာ Nike ရလည်းဒါဆရာကြတယ်လို့ပြောလို့ရတယ်လုပ်ငန်းတစ်ခုမှာ 7PS ကိုတိတိကျကျသုံးချဖို့ဆိုရင်အရင်ဆုံးကိုယ့်လုပ်ငန်းရဲ့အခြေအနေကိုစမ်းစစ်ရမယ် business analysis လုပ်တယ်လို့ခေါ်တာပေါ့နော်ကိုကဘယ်လိုမျိုးကို target ထားပြီးရောင်းပါလဲပေါ့နော်အဲ့ဒါတွေကိုသိချာမသိဘဲနဲ့ 7PS လုပ်လို့မရဘူး target audience ကိုသိပြီးဆိုမှသူတို့နဲ့ကိုက်ညီတဲ့ product တွေသူတို့ပေးနိုင်မယ့်ဈေးတွေသူတို့ရှိမဲ့နေရာတွေကိုတစ်ခုချင်းဖြူဟာချပြီးတော့အသေးစိတ် plan ဆွဲရတယ်အဲ့ဒီနေရာမှာအရေးကြီးတာကကျတော့ 7PS strategy ပဲအချက်လက်တစ်ခုနဲ့တစ်ခုကချိတ်ဆက်နေဖို့လိုအပ်တယ်ဥပမာ premium product ကိုရောင်းမယ်ဆိုရင်ဆိုင်ရဲ့အပြင်ဆင်ရလဲအဆင့်မြင့်နေဖို့လိုအပ်တယ်ဝန်ထမ်းတွေကလည်းတေချာချာ train ထားဖို့လိုအပ်တယ်ပေါ့နော် view ချပြီးပြီဆိုရင်တော့လက်တွေ့အကောင့်တွေပို့ဖို့အတွက် budget allocation လုပ်ဖို့လိုအပ်တယ်အဲ့ဒီနေရာမှာကျွန်တော်တို့ 7PS ခုနှစ်ခုလုံးအတွက်ဘယ်လောက်သုံးမယ်ဆိုတော့ကိုယ်လုပ်ငန်းရဲ့ဦးစားပေးလိုက်ခွဲဝေထားဖို့လိုအပ်တယ်အဲ့ဒါတွေမကသေးဘူးကိုလုပ်တဲ့ marketing ကတကယ်အောင်မြင်လားမအောင်မြင်ဘူးလားဆိုတော့လည်းကျွန်တော်တို့ KPI တိုင်းဖို့လိုအပ်တယ်ဥပမာ promotion လုပ်လိုက်လို့အတွက်whether တွေဘယ်လောက်တိုးလာလဲဒါမှမဟုတ် process တွေဘယ်လောက်ပြောင်းလဲပါလဲဝန်ဆောင်မှုဘယ်လောက်မြန်သွားလဲဘယ်လောက်ထိတိုးတက်အောင်မြင်လာလဲဆိုတော့အမြဲတမ်း update လုပ်နေဖို့လိုအပ်တယ်ပေါ့နော်လုပ်ငန်းရှင်တော်တော်များများက 7PS ကိုအသုံးချတဲ့အခါမှာ promotion တစ်ခုတည်းကိုပဲအားစိုက်တတ်ကြတယ်ဒါပေမဲ့ပစ္စည်းတစ်ခုရဲ့ထူးခြားချက်တွေအသေးချာမရှင်းလင်းဘူးဈေးနှုန်းသတ်မှတ်ချက်တွေအပြိုင်ပြနေနဲ့ရှင်းလိုက်လို့ရှိရင်ဒီဈေးကြီးပဲဖြစ်နေတယ်ဒါတွေကကျွန်တော်တို့လုပ်တတ်တဲ့အမှားတွေပေါ့နော်ဒီလိုဖြစ်ရတဲ့အမှားတွေကကျတော့ marketing ဆိုတာကြော်ညာလို့ပဲမှတ်ယူထားတာတွေရှိတတ်တယ်ပေါ့နော်တကယ်တော့အခြေခံကြတဲ့ 4B အလုံးလုံးပုံဆိုတာကတကယ် 4B ရဲ့၄ခုလုံးကအချင်းချင်းဟန်ချက်မညီပဲနဲ့ဘယ်ကြော်ညာမျိုးမှရောင်းအောင်တိုးတက်အောင်မထိန်းထားနိုင်ဘူးနောက်ထပ်တွေ့ရတဲ့အမှားတွေကကျတော့ဝန်ဆောင်မှုပေးတဲ့ people တွေ process တွေကိုလစ်လူရှုမိတာပဲကြော်ညာတော့ကောင်းတယ်ဒါပေမဲ့ဝယ်သူတွေကလည်းဆိုင်အောင်ရောက်လာတယ်ဝန်ထမ်းတွေဆက်ဆံရေးကမဖြစ်ဖြစ်ဘူးဝယ်ယူတဲ့လုပ်ငန်းစဉ်ကအရန်ရှုပ်ထွေးပြီးကြားရတယ်ဆိုဝယ်သူတွေကနောက်တစ်ခါထပ်လာဖို့ဆိုတာမဖြစ်နိုင်တော့လက်တွေ့ real case တွေကြည့်မယ်ဆိုရင်လည်းနာမည်ကြီး startup လုပ်ငန်းတွေက promotion ပေါ်မှာပဲပတ်စံတွေကိုပုံပေါ်ပြီးသုံးတတ်တယ်ကျန်တဲ့ ပြည်တွေပေါ်မှာအားနေကြလို့ဈေးကွက်ထဲမှာပျောက်သွားတဲ့လုပ်ငန်းတွေကလည်းအများကြီးပဲဆိုတော့အချုပ်ပြောရမယ်ဆိုရင် 7PS ဆိုတာကျတော့အချက်တစ်ခုချင်းစီကိုအလေးထားပြီးတော့တစ်ခုနဲ့တစ်ခုချိတ်ဆက်နေမှာပဲအောင်မြင်တဲ့ business တစ်ခုကိုတည်ထောင်နိုင်မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မျှဝေလိုက်ရပါတယ်